လေကြီးလေကျဲတွေပြောပြီးတကိုက်ထိုးခိုင်းမှပတ်ပြီးနေတဲ့မာနန်ကအကြောင်းကိုဗန်ကအင်တာဗျူးတစ်ခုမှာအခုလိုပဲပြောပြလာပါတယ် UFC ဘက်ကဒီတစ်ပတ်မှာကြီးပါမဲ့ UFC 324ပြိုင်ပွဲကကိုမင်းတွဲဆိုင်တစ်ခုပြတ်သွားတဲ့အတွက်ဗန်နဲ့မာနန်ကကိုထိုးဖို့ကမ်းလှမ်းခဲ့ဟန်ရှိပါတယ်ဒီအချိန်မှာဗန်ကထိုးဖို့လက်ခံနေပေမဲ့မာနန်ကတော့ထိုးဖို့ငင်းဆန်ခဲ့ပုံပါပဲအကြောင်းရင်းအတိအကျကိုတော့သိချင်ရင်သူ့ကိုယ်သာတွားမေးလိုက်ပါကျွန်တော်ဘက်ကတော့အမြဲတမ်းအစင်သစ်မှာပဲလို့ပြောခဲ့ပါတယ်မာနန်ကရှောင်ပေးရတဲ့အဓိကအကြောင်းရင်းတွေကတော့ပွဲထိုးဖို့ရက်ကနီးကပ်နေတာကြောင့်ပင်စင်ချင်းအလုံးလောက်မရတာရဲ့ဝိချဖို့ခတ်တရဲ့ကြောင့်ဖွဖို့များပါတယ်ဒါကိုလည်းဗန်ကတတ်မှတ်ထားတဲ့ဝိရအောင်ချတယ်ဆိုတာကဒီအလုပ်ရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုပါပဲဒါကိုဝိမချနိုင်ဘူးဆိုပြီးပြောတဲ့ကောင်တွေကိုတော့ကျွန်တော်အမုန်းဆုံးပါပဲလို့ပြောသွားပါတယ်နောက်ပြီးတော့မာနယ်ကတ်ဆိုတာလေဝိကျော်လို့ပွဲပြက်ပေါင်းလည်းမနှဲပါဘူးဘန်အခုလိုမြ мян ဆန်းဆန်းချန်ပီယံဖြစ်လာတာကလည်းမာနယ်ကတ်ဒဏ်ရာပြဿနာအကြောင်းပြပြီးပွဲရှောင်သွားတဲ့အချိန်ပြင်ဆင်ချိန်နှစ်ပတ်ထဲနဲ့ကိုစားဝင်ထိုးပြီးရတဲ့အခွင့်အရေးကိုအကောင်းဆုံးအသုံးချနိုင်ခဲ့လို့အခုလိုချန်ပီယံတစ်ယောက်ဖြစ်လာခဲ့တာပါမာနယ်ကတ်ကတော့ပြင်ဆင်ချိန်အလုံးလောက်ရလာတော့မှပွဲနာနီးလို့အခြေအနေမဟန်နဲ့အကြောင်းမျိုးမျိုးပြပြီးပွဲရှောင်နေကြဆိုတော့အခုလိုအနားနီးမှာထိုးခိုင်းတဲ့အခါမှာတော့ညင်းဆိုခဲ့တဲ့ပုံပါပဲဘန်ကတော့လာမယ့်မတ်လနဲ့ဧပြီလလောက်မှာချန်ပီယံကာကွယ်ပွဲကိုထိုးချင်ပြီးတော့မာနယ်ကတ်နဲ့ထိုးဖို့နီးစပ်လာလို့မေးတဲ့အခါမှာတော့ထိုးဖို့ထွက်ပြေးနေမှာတော့ဘလို့လုံးနီးစပ်မှာလဲသူသွေးမကြောင်တဲ့နေ့မှာပဲထိုးဖို့ဖြစ်လာလိမ့်မယ်ဆိုပြီးပြောခဲ့ပါတယ်မာနယ်ကတ်ကနိုင်မာတေချာတဲ့ပွဲမျိုးသာကစားခြင်းပုံပါပဲစိန်ခေါ်တော့ကစိန်ခေါ်ပြီးတကယ်ထိုးမယ်ဆိုမှဘာလို့ပတ်ပြေးနေတာလဲဆိုတာတေချာသိအောင်သူ့ကိုယ်သာတွားမေးကြည့်လိုက်ပါတော့ဆိုပြီးဘန်ကလောင်ရီကပြောပြလာခဲ့ပါတယ်နောက်လည်းအခုလိုအားကစားသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ follow မလုပ်ရသေးရင်လုပ်ခဲ့ပါဦးနော်